စနေနေ့ဖွားများအတွက်မေလဟောစာတမ်းလ၏အထွေထွေသဘောတဘာဝမေလသည်တနေ့ဆောင်ခြင်းကြီးထွားခြင်းနှင့်ထင်ရှားခြင်းသဘောရှိသောလဖြစ်သည်စနေကြို၏ဩဇာခံရသောစနေနေ့ဖွားများအတွက်ဤလသည်ကြိုးစားမှု၏အကျိုးကိုစတင်မြင်တွေ့ရမည်လဖြစ်သည်သင်တို့သည်မွေးရပါစည်းကမ်းရှိသူများဇွဲကောင်းသူများဖြစ်ရာမေလတွင်ထိုအရေးချင်းများကအတိအမှတ်ပြုခံရမည့်အခွင့်အရေးရရှိလိမ့်မည်သို့သောစနေကြို၏နှေးကွေးမှုသဘောကြောင့်အရာရာကိုအလင်းစလိုမလုပ်ရန်တတိပေးချက်လည်းရှိသည်အလုတ်ကိုင်းနှင့်စီးပွားရေးအလုတ်ရှာဖွေနေသူများမေလ၄ရက်နောက်ပိုင်းတွင်စည်ရင်းကိုင်အုပ်ချုပ်ရေးအင်ဂျင်နီယာဥပဒေနှင့်ဗန်လုပ်ငန်းနယ်ပယ်များတွင်အလုတ်ကန့်လန့်ခံရနိုင်သည်မေလ12ရက်နှင့်20ရက်တို့တွင်တင့်အတွေ့အကြုံစာရွက်စာတမ်းကိုတေချာစွာပြင်ဆင်ထားပါမေလ25ရက်နောက်ပိုင်းအလုတ်သဘောတူညီမှုရရှိနိုင်သည်လက်ရှိဝန်ထမ်းများမေလတွင်တင်သည့်တာဝန်အဟောင်းများကိုရှင်းလင်းခြင်းဥပမာအစီရင်ခံစာဟောင်းများစည်ရင်းကောက်ခြင်းစည်ရင်းစစ်ခြင်းလုပ်ရနိုင်သည်မေလ10ရက်10ရက်အတွင်းအထက်လူကြီးကတင်အားအရေးကြီးသောတာဝန်တစ်ခုလွှဲအပ်နိုင်သည်ရင်းကယာဒူးတိုးခြင်း၏ရှေ့ပြေးဖြစ်နိုင်သည်စီးပွားရေးလုပ်ငန်းရှင်များမေလ15ရက်22ရက်အတွင်းယင်းနှမြုပ်နှံသူအသစ်သို့မဟုတ်လုပ်ဖော်ကိုင်ဘက်အသစ်ပေါ်လာနိုင်သည်သို့သောစနေကြိုကအသေးစိတ်စစ်ဆေးရန်တိုက်တွန်းသောကြောင့်စာချုပ်များကို2ကြိမ်3ကြိမ်ပြန်ဖတ်ပါမေလ13ရက်14ရက်ဗုဒ္ဓဟူးနေ့တွင်ငွေရေးကြေးရေးအလွှဲပြောင်းများကိုရှောင်ကျဉ်ပါသတိပြုရမည့်အလုပ်ခွင်အခြေအနေများမေလ6ရက်9ရက်အတွင်းလုပ်ဖော်ကိုင်ဘက်တဦးကတင်အားအစမတန်တာဝန်ပေးချခြင်းခံရနိုင်သည်ကြိုးကြောင်းစီလျောစွာညှဉ်းဆန်တက်ရန်လိုအပ်သည်မေလဆန်းပိုင်းတွင်အချိန်ပိုလောက်ခများသို့မဟုတ် project ပြီးဆုံးခန်းအတွက်ဘောနက်ရရှိနိုင်ခြေ60ရှိသည်ငွေကြေးကံဝင်ငွေလမ်းကြောင်းများမေလ10ရက်19ရက်28ရက်တို့တွင်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသောငွေဥပမာအငွေပြန်ရခြင်းအယောင်ရငွေအကျွေးဟောင်းဝင်ရောက်လာမည်မေလ22ရက်25ရက်အတွင်းအိမ်ချမ်းမြေသို့မဟုတ်ရွှေနှင့်ပတ်သက်သောအမျက်အစွန်းရနိုင်သည်ငွေထွက်များသည့်ကာလများမေလ3ရက်5ရက်ကျန်းမာရေးဆေးဝါးမေလ16ရက်18ရက်ရင်ပြုပြင်ခြင်းလိုင်စင်သက်တမ်းတိုးခြင်းမေလ26ရက်29ရက်မိသားစုပွဲများလက်ဆောင်များအကြံပြုချက်ဇွန်လအတွက်ငွေစုရန်ရက်များမှာမေလ1ရက်17ရက်23ရက်တို့ဖြစ်သည်ငွေချေးအာမခံပေးခြင်းစနေနေ့ဖွားများအတွက်မေလတွင်မဟုတ်ဘူးဟုပြောရရန်အရေးကြီးသည်အထူးသဖြင့်ဆွေမျိုးရင်းချတဦးကငွေကြီးကျယ်ချေးရန်တောင်းလာနိုင်သည့်တင်ကိုယ်တိုင်ငွေချေးရန်လိုပါကမေလ25ရက်နောက်ပိုင်းမှာစဉ်းစားပါမြစ်တာရေးစုံတွဲများအတွက်မေလတွင်စနေနေ့ဖွားများသည်တာဝန်များလုံးသောကြောင့်ချစ်သူအိမ်တော်ဖက်အားဂရုစိုက်မှုလျော့နည်းသွားနိုင်သည်မေလ4ရက်တက်6ရက်အတွင်းထိုအကြောင်းဖြင့်အနည်းငယ်သဘောထားကွဲလွဲခြင်းဖြစ်နိုင်သည်ကောင်းသောရက်များမေလ8ရက်18ရက်25ရက်ရက်များတွင်အချိန်အနည်းငယ်ချန်ထားပြီးအတူရှိပါသတိပေးချက်မေလ13ရက်တွင်တင်မရည်ရွယ်ပဲမင်းအမြဲတမ်းဟူသောစကားမျိုးပြောမိခြင်းကြောင့်ဒေါသကြီးလာနိုင်သည်တကိုယ်တည်းသမားများအတွက်မေလ14ရက်19ရက်အတွင်းအလုပ်ပတ်ဝန်းကျင်ဥပမာရုံးတူ project အဖွဲ့တူမှတဆင့်အေးဆေးတည်ငြိမ်ပြီးရင့်ကျက်သူတဦးနှင့်စုံစည်းမိခြင်းဖြစ်နိုင်သည်ထိုလူသည်စနေနေ့ဖွာသို့မဟုတ်ကြာသပတေးနေ့ဖွာဖြစ်နိုင်ခြင်းများသည်အကောင်းဆုံးရက်များမေလ2ရက်17ရက်20ရက်29ရက်အိမ်ထောင်ရေးအိမ်ထောင်ရှင်စနေနေ့ဖွာများအတွက်မေလသည်အိမ်ကြီးထွက်ပစ္စည်းများဝယ်ယူခြင်းကလေးပညာရေးအစီအစဉ်ချမှတ်ခြင်းအတွက်တင့်တော်သည်သို့သောမိဘများ၏ကျန်းမာရေးအတွက်စိုးရိမ်ရနိုင်သဖြင့်အချိန်မရွေးအကူအညီပေးရန်အသင့်ရှိပါမိသားစုနှင့်လူမှုရေးမိသားစုအတွင်းအဖြစ်အပျက်များမေလ2ရက်4ရက်အတွင်းအဖေသို့မဟုတ်အကိုဘက်မှဆွေမျိုးတဦး၏မထင်မှတ်သောအကူအညီပေးမှုကိုရရှိနိုင်သည်မေလ22ရက်24ရက်တွင်မိသားစုအတွင်းအိမ်တော်ရေးကိစ္စမင်္ဂလာဆောင်ဆစ်ဆက်ပွဲဖြစ်နိုင်သည်မိတ်ဆွေဟောင်းများအလယ်တန်းသို့မဟုတ်အထက်တန်းခေတ်ကမိတ်ဆွေဟောင်းတဦးမေလ16ရက်18ရက်အတွင်းဆက်သွယ်လာမည့်အဆက်အသွယ်သည်စီးပွားရေးအကြံဉာဏ်အတွက်ဖြစ်နိုင်သည်လူမှုရေးသတိထားရမည့်အချက်စနေနေ့ဖွားများသည်မေလတွင်အရန်ဖြောင့်မတ်တတ်သောစကားကြောင့်မိတ်ဆွေတဦးနှင့်ဝေးကွာသွားနိုင်သည်အထူးသဖြင့်မေလ9ရက်နှင့်23ရက်တို့တွင်နားထောင်တတ်ရန်သတိရပါပညာရေးနှင့်လေ့လာမှုကျောင်းသားသူများမေလ9ရက်6ရက်9ရက်တို့တွင်စာမေးပွဲဖြေဆိုပါကအလွတ်ကျက်ခြင်းထက်နားလည်ခြင်း
အာတန်သောမေကွန်များပါလာမီမေလ18ရက်22ရက်အတွင်းသုတေသန project တင်သွင်းရန်အချိန်ကောက်ဘာသာစကားနည်းပညာစီမံခန့်ခွဲမှုစနေနေ့ဖွားများအတွက်မေလတွင်စာရင်းအင်း statistics data ခွဲခြမ်းစိတ်ဖြာခြင်း data analysis နှင့်စီမံကိန်းစီမံခန့်ခွဲမှု project management သင်တန်းများကိုသင်ယူရန်အချိန်ကောင်းဖြစ်သည့်တပတ်လျင်4နာရီခန့်လေ့လာပါက2လအတွင်းလက်တွေ့ကျွမ်းကျင်မှုရရှိမည်သင်ကြားရေးဆရာမများမေလတွင်သင်ကျောင်းသားများအတွက်စီးမြင့်တင်းကျပ်မှုထက်ဥပမာများစွာဖြင့်ရှင်းပြခြင်းကပိုမိုထိရောက်သည်ကျန်းမာရေးအဖြစ်များနိုင်သောဝေဒနာများအစစ်အမြစ်ကိုက်ခဲခြင်းအယိုးကြောများနာကျင်ခြင်းစနေကြိုကအယိုးစနစ်ကိုတက်ရောက်မှုရှိသောကြောင့်မေလ13-15ရက်တွင်တတိထားရန်အစာမကြေခြင်းလေးပွားခြင်းအလုံများလျင်အစာကိုတတ်မှတ်အချိန်တိုင်းမစားမိခြင်းကြောင့်ဖြစ်နိုင်ခြေထောက်ဖောရောင်ခြင်းအကြာကြီးမတက်ရသောအလုပ်ရှိသူများတတိပြုရန်စိတ်ဖိစီးမှုလျှော့ချရေးစနေနေ့ဖွားများသည်မေလတွင်ကိုယ်တိုင်တယောက်တည်းအချိန်ဖြုံးခြင်းဥပမာတစ်တောတနေရာတွင်လမ်းလျှောက်ခြင်းတရားထိုင်ခြင်းကအကောင်းဆုံးဖြေလျှော့နေဖြစ်သည်အိပ်စက်ခြင်းမေလ19-21ရက်အတွင်းအိပ်မပျော်ခြင်းဖြစ်နိုင်သည်ညဘက်တွင်နွားနို့နွေးနွေးသို့မဟုတ်စမုန်နက်လက်ဖက်ရည်တောက်ခြင်းကအိပ်ပျော်စေရန်အထောက်အကူပြုသည်ကံကောင်းစေသောအရာများကံကောင်းအယောင်အပြာရောင်အလုပ်အတွက်အနက်ရောင်တည်ငြိမ်မှုအတွက်အစိမ်းရောင်ကျန်းမာရေးအတွက်ရှောင်ရမည့်အယောင်အနီရောင်စိတ်တူလွယ်စေကံကောင်းကနန်း4810ထို့ပြင်19-63-15တို့လည်းပါဝင်သည်ကံကောင်းနေ့စနေကိုယ်တိုင်နေ့အင်္ဂါရဲစွမ်းတတိတိုးစေရန်ကံကောင်းအချိန်စနေနေ့နနက်6:00မှ9:00အတွင်းတန်တရားစဉ်တိုင်းအလုပ်များလှုပ်ဆောင်ခြင်းသတိထားရမည့်နေ့ဗုဒ္ဓဟူယာဟုဤနေ့တွင်အလုပ်သစ်မစတင်ရန်စပင်မညှက်ရန်ရတရားအကြံပြုချက်စနေနေ့တိုင်းနနက်အိပ်ရာထားပြီးစံစပါးအနှဲငယ်လက်တဆုပ်စာကိုကြီးကမ်းများသို့မဟုတ်ငှက်များအားကျွေးပါဤအလေးကျင့်ကစနေကြိုဤဆိုးကျိုးများကိုလျှော့ပါစေသည်ဟုရတရားကျမ်းများတွင်ဆိုသည်တန်တဲ့ပစ္စည်းတန်မဏိတန်ကိုမေလတွင်မထိမိစေရန်တတိပြုပါသို့မဟုတ်ထိမိပါကရေးဖြင့်လက်ကိုဆေးကြောပါရှောင်ရှားရမည့်အချက်မေလအတွင်းညနေတန်ခေါင်ရန်10:00မှ3:00အချိန်တွင်အလုံးမလုံးရန်စနေကြိုကထိုအချိန်ကိုအုပ်ဆိုးသောကြောင့်စိတ်ကျန်းမာရေးထိခိုက်စေနိုင်သည်ဏီကုန်းချုပ်စကားစနေနေ့ဖွားတို့၏မေလသည်တင်တို့၏ဇွဲစည်းကမ်းနှင့်တာဝန်ယူမှုတို့အတွက်ဆုလက်ပေးတော်လာဖြစ်သည်တခါတရံတင်တို့သည်အောင်မြင်မှုကိုဖြည်းဖြည်းချင်းသာမြင်ရတော်လဲတလန့်ချင်းစီတိုင်းသည်ခိုင်မြဲနေသည်မိမိကိုယ်ကိုအလွန်ကြာအလုံးမတိုက်မိစေရန်အနားယူခြင်းသည်လည်းစွမ်းဆောင်ရည်အတွက်မရှိမဖြစ်ဖြစ်ကြောင်းသတိရပါအောင်မြင်ပါစေ